ငယ်စဉ်တွေကတော်ရဲတောင်ထဲမှာကြီးပြင်းလာတဲ့ခိုးအတွက် Animarian ကမစိမ့်မိမဲ့သူမိဘအရင်းတွေရဲ့သတင်းကတော့တစုံတစမှမရသေးတဲ့အခြေအနေဖြစ်ပါတယ်။အဲ့အချိန်မြို့ထဲမှာတော့တန်ဆူကျိုးအော့တကောင်ကစတင်တောင်းကျမ်းနေပြီးအချင်းကားဆိုရင်အော့တွေကအေယာမအရွယ်စားထိမရောက်ဘူးတဲ့အတွက်နောက်ွယ်မှာတခြားသူတွေရှိနေနိုင်တဲ့အကြောင်း Rangers တွေကလည်းစဉ်းစားမိလိုက်ကြပါတယ်။ခိုးကလည်းသူအော့တွေကိုမတိုက်ခိုက်ပဲဘယ်လိုတားရမလဲဆိုတာသိပြီလို့ပြောနေတော့ရေကန်ကအချက်ပေးရဲ့အတွက်တာဝန်အရာထွက်လာခဲ့လိုက်ကြပါတယ်။လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကအော့တွေစတင်ပေါ်ပေါက်ခဲ့တဲ့ဂူတကားကိုပြန်ဖွင့်နိုင်တဲ့သူဟာမာစတာအော့တကောင်ပဲရှိတဲ့အကြောင်းနဲ့အခုလိုအော့တွေပြန်ပေါ်လာတာကလည်းသူတို့ဆရာလက်ချက်ဆိုတာ Toxica တို့ကလည်းသိလိုက်ကြပါတယ်။သူတို့အော့မျိုးနဲ့တချို့ကအရင်နှစ်ပေါင်း3000လောက်တည်းကအသက်ရှင်ခဲ့ကြတာဖြစ်ပေမဲ့နှိမ်နှင်းခံလိုက်ရပြီးတဲ့နောက်မှာလူသားတွေကြားအသွင်ယူခိုးအောင်နေခဲ့ကြတာဖြစ်ပြီးလက်ရှိမှာတော့ပြန်လဲစုပေါင်းလာတဲ့အော့စစ်တက်ကြီးနဲ့လက်စားချိတ်ဖို့အကောင်းဆုံးအချိန်ကိုပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။တရိတ်ဆန်တွေဆိုတာသူတို့ကိုအန်ရယ်ပေးမှတိုက်ခိုက်တဲ့လိုမျိုးပဲအော့တွေကလည်းရည်ရွယ်ချက်တစ်ခုကြောင့်သာရန်ကားနေရဲ့ကောင်းနေလို့ခိုးကထင်တဲ့အတွက်အကျန်းနီးနဲ့မဟုတ်ပဲသူကိုယ်တိုင်ထောင်းပြကြည့်မဲ့အကြောင်းပြောပါတယ်။ဒါပေမဲ့အော့တွေအကြောင်းကိုအချိန်အကြာကြီးတီးလာတဲ့ထီလာကလက်မခံပဲ Rangers တွေကလည်းနှစ်ဖွဲ့ကွဲသွားကြပြီးအလီဆာကတော့သူနဲ့ Max က Ranger ဖြစ်တာ6လလောက်ပဲရှိသေးရဲ့ပြင်ဒန်နီက2လနဲ့ခိုးကလူသစ်ဖြစ်ပေမဲ့ထီလာကတော့ပထမဆုံးအနေနဲ့ Rangers ဖြစ်တာ4နှစ်လောက်ရှိနေပြီဖြစ်လို့အော့တွေအကြောင်းကိုသူကပို့ပြီးနားလည်လောက်တဲ့အကြောင်းနားချပါတယ်။ Toxica နဲ့ Jindrak တို့ကလည်းမျိုးထဲမှာပေါ်လာတဲ့တန်ဆူကျိုး odds ကိုသူတို့စစ်တပ်ထဲပါလာဖို့စီးရုံးနေကြပြီးအရင်ဆုံးဒီမျိုးကိုဖျက်ဆီးပြရမယ့်အကြောင်းတွေးထိုးကြပါတယ်။ Max နဲ့ Danny ကလည်းခိုးကလူသစ်တစ်ယောက်ဖြစ်နေရင်တော့သူတို့ရဲ့ leader ပဲဖြစ်လို့သူလုပ်ချင်တာကိုခဏလောက်ပေးလို့ဖို့ထီလာကိုဝိုင်းပြောကြပါတယ်။တန်ဆူကျိုး odds ကလည်း Toxica ပေးလိုက်တဲ့စေးရင်နဲ့ Putrid လို့ခေါ်တဲ့အကောင့်သေးလေးတွေကိုဆင့်ခေါ်လိုက်ပြီးထပ်မံတောင်းကျမ်းနေကြကြောင်းအရင်ဆုံးရောက်လာတဲ့ခိုးကသူ့အကြံအတိုင်းအေးအေးဆေးဆေးနားချဖို့လုပ်ပါတယ်။ရန်သူရဲ့တိုက်ခိုက်မှုတွေကို Rangers Power မသုံးမဲ့အတက်နိုင်ဆုံးရှောင်ဝင်းလာခဲ့ပြီးတက်ရှိတိုင်းမှာနှလုံးသားဆိုတာရှိရဲ့အတွက်အဲ့ဒါကိုသာနားထောင်ပြီးမှန်ကန်အောင်ချိတ်ဆက်နိုင်ရင်နားလည်မှုယူလို့ရနိုင်တဲ့အကြောင်းပြောရင်သူ terrorist အနေနဲ့လုံနေကြအတိုင်းချိတ်ဆက်ဖို့ကြိုးစားကြည့်ပါတယ်။ဒါပေမဲ့သူဘလောက်ပဲအာယုံစိုက်ပြီးနားထောင်ပါစေဘာအတမ်းမှထွက်မလာတဲ့ကြောင့်ထီလာပြောသလိုအော့တွေမှာနှလုံးသားမရှိဘူးဆိုတာလက်ခံလိုက်ရပြီးအော့တွေမှာဖျက်ဆီးဖို့တတ်တဲ့အကြောင်းရင်းတစ်ခုပဲရှိရဲဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဖင်ရမှုအာမမခံဆိုသလိုအကျိတ်ခံနေရတော့ထီလာတို့ကရောက်လာခဲ့ပြီးဘလုံးမှဖြောင်းပြလို့မရမဲ့ကောင်တွေကိုစီးရုံးမနေတော့ပဲတခုတည်းသောနီလန်အဖြစ်တက်ခိုက်ချေမုံမို့ Rangers တွေရဲ့ leader ခိုးကဆုံးဖြတ်လိုက်ပါတယ်။အဲဒါကြောင့်ပဲသူတို့ရဲ့ morpher တွေနဲ့တက်ဆိုင်ရ Ranger တွေဖြစ်ချက်ချင်းအသွင်ပြောင်းလိုက်ကြပြီးမြို့ကိုဖျက်ဆီးဖို့ကြိုးစားနေတဲ့ရန်သူတွေကို White Sox တွေရဲ့ Ranger အစွမ်းနဲ့ပညာပြလိုက်ကြပါတယ်။ထီလာနဲ့ခိုးကလည်းအချင်းချင်းနားလည်မှုရသွားကြပြီးရဲ့နောက်သူတို့ရဲ့လက်နက်တွေကိုပေါင်းစပ်ထားတဲ့ Jungle Swatch နဲ့တန်ဆူကျိုး odds ကိုအဆုံးသတ်ပေးလိုက်ကြပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်။အဲ့အချိန်မှာ Mistress of Magic Toxica နဲ့ Master of Blade Jindrak တို့ကတိုက်ပွဲစီကိုရောက်လာကြပြီးတက်ဆုံးသွားတဲ့သူတို့ရဲ့အောက်ကို Toxica ရဲ့ Magic နဲ့အေယာမအရွယ်စားတီရအောင်အသက်ပြန်သွင်းလိုက်ကြပါတယ်။သူတို့ရဲ့အရွယ်စားနဲ့ရင်ဆိုင်လို့မရတော့တဲ့ Rangers တွေနဲ့ Animarian က Wine Source တွေကိုဆင့်ခေါ်လိုက်ကြတဲ့အတွက် Lion, Eagle, Bison, Tiger နဲ့ Shark တို့ကလည်းအတူတကွလာရောက်ပူးပေါင်းတိုက်ခိုက်ကြပါတယ်။ out ကိုအနိုင်ယူနိုင်မှုဆိုရင်သူတို့ source တွေအကုန်လုံးပေါင်းစပ်ရမယ်လို့ Red Lion ကပြောတာကြောင့် Rangers တွေလည်းပထမဆုံးအကြိမ်ပြစမ်းကြည့်လိုက်ကြပြီး White Source တွေရဲ့အစိတ်ပိုင်းတွေပေါင်းစပ်တော့မဲ့အချိန်မှာ Red Lion ရဲ့ body တွေကိုဝင်သွားကြပါတယ်။သက်ဆိုင်ရာ control တွေမှာနေရာယူလိုက်ပြီးရတဲ့ White Source တွေကလည်းတစ်ခုနဲ့တစ်ခုချိတ်ဆက်သွားတာကြောင့် AR စက်ရုပ်ကြီး White Force Mega Source ဖြစ်အသွင်ပြောင်းသွားခဲ့ပါတယ်။ပြီးရင်နောက် Tiger Fury ရှက်ဆက်တိုက်ကွက်တွေနဲ့ဇက်တိုက်တမပေးလိုက်တဲ့အပြင် White Force Mega Raw ဆိုတဲ့ဟိန်းတန်တွေပါတန်ဆူကျိုးမသားကိုအဆုံးသတ်အနိုင်ယူလိုက်ကြပါတယ်။အဲ့ရှုံးမဲကြောင့်ပဲ Toxica နဲ့ Jindrak တို့ကလည်း Master Oxy ကနေကောင်းကောင်းအဆူခံလိုက်ရပြီးရနောက် Senior Rangers တွေကတခါမှရေမချိုးလို့ချီးစော်နယ်နီရဲ့တော်ရင်းသားလေးခိုးကိုဝိုင်းဝန်းချေချုပ်ပေးလိုက်ကြပါတယ်။ Red Ranger အဖြစ် uniform မှာဆင်ပေးလိုက်ပြီးမယ်လေ Inosuke ရဲ့ပထဝီခိုးကတော့အဆုတ်ပဲဝတ်တတ်တဲ့အတွက်လက်မောင်းတွေကိုစုပ်ဖြဲပစ်လိုက်ပြီးနှစ်ဖူးစီးအဖြစ်ဆင်မြဲလိုက်ပါတယ်။ဒါကတော့ White Force Power Ranger အပိုင်းလေးဖြစ်ပြီးအပိုင်း3ကိုနောက်နေ့မှတင်ပြသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။ brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်။